ကျမတို့လေးတလားအင်းစိန်တို့အချင်းထောင်အကြတောင်းတယ်မျိုးသမီးတွေကလေရုပ်စာတွေမတိုင်ရတိုင်အောင်ကျမတို့ညကြတဲ့ခါကျလို့ရှင်တည့်မှာဟိုလက်ဖက်တုပ်တို့ဘာလို့စားကျင်တဲ့ခါကျတော့ကျမတို့ဒီအထဲထဲမှာအဲ့ဒါငါတက်တာပူရောင်းတယ်လေရောင်းမိတဲ့ခါကျလို့ရှင်ရုံးကမှသွားပြီးဟောဖြစ်တယ်ကျမအဲ့စာကိုလေမရမကလစ်တုပ်တာလစ်တုပ်တာလေကျမတို့ကဘာလုပ်ရလဲဆိုတဲ့ခါကျရင်ဒီလိုပြီးရညကြ CCTV တွေကအဲ့မှာနော် CCTV လေးလုံးရှိရ CCTV ကိုကိုနဲ့ကွယ်ပြီးတော့အဲ့လိုပြီးအဲ့လိုပြီးရအဲ့ဒီဆိုင်နဲ့ကော်နော်နောက်ပြီးတော့ကျမတို့ရဟိုမှာဒီကော်ပဲတုံးရတာကော်စွန်းကော်ကွက်ကော်ဥစားပဲတုံးရအဲ့တော့ထမင်းဘူးကိုဒီမှာထားပြီးလို့ရှိရင်အဲ့ဒီဆိုင်ကိုဒီလိုပြီးရစက်တုံဖြစ်ဖြစ်ခရမ်းကျင်ကြီးဖြစ်ဖြစ်အဲ့လိုတော့လာပပရမဟုတ်ဘူးနည်းနည်းစစပြီးရတာဖြစ်မှာအဲ့လိုပြီးရတယ်နောက်ရခါကျတော့တစ်ခါကြောက်လို့ရှိရင်ကျမတို့ကလေတလားပဲဒီတောင်းတို့မြေတီတောင်းတို့ပူစီနန်တောင်းတို့ထောင်းတဲ့ခါကျလို့ရှိရင်ထောင်းကြရမရှိတဲ့ခါကျရင်လေခောက်ဆွဲစားတယ်လေခောက်ဆွဲစားတဲ့ဘူးတည်ရမှာခောက်ဆွဲလေဘူးပါတဲ့ဥစားအဲ့ခောက်ဆွဲဘူးကိုမှားပြီးတော့ဝယ်ပြီးတော့အဲ့ဒါကိုတိန်းထားပြီးတဲ့ခါကျရင်ဒါခောက်ဆွဲဘူးပဲထားလိုက်ခောက်ဆွဲဘူးမရှိတဲ့ခါကျလို့ရှိရင်လေဒီလိုကောက်ွက်ထဲအဲ့လိုထည့်ပြီးတဲ့ခါကျရင်အေးဘူးကိုရေထည့်ပြီးတော့စောက်ထိုးထားပြီးတော့ဒီလိုထောင်းကျမတို့ရုံးနဲ့ရှိထွက်ထောင်းတာကျမတို့ရှိပူစီနန်ထောင်းစားလိုက်ပဲဒီထောင်းစားလိုက်ရေပြီးတော့ထောင်းစားလိုက်နဲ့ထောင်းငဲထောင်းလို့မြတ်သွားပြီဆိုရင်ကောက်ပေးတယ်နော်အဲ့လိုမျိုးထောင်းရတာရေကကြင်စက်တုံကြည့်ရင်စက်တုံအဲ့မှာရုံးငင်းထဲမှာတော့ဓားရယ်ကြည့်ရယ်ဓားနှချောင်းရယ်ကြည့်ရယ်စိနေလုံးနဲ့ပေးထားအခါတလေကြောက်လို့ရှိရင်ကျမတို့ကမိုးချုံမှတစ်ခုခုစားကြတာလေလက်ဖက်တုပ်တွေပါစားကြတာအဲ့ထမင်းတုပ်တွေပါလေထမင်းတွေပါယူထားပြီးထမင်းတွေပါစားကြတာစားကျင်တဲ့အခါကျတော့အဲ့လိုမျိုးအဲ့လိုစားလေးကိုဖတ်ထားတာအဲ့ရှာဖွေရေးလို့ခေါ်တယ်မိလို့ရှိလို့ရှိရင်သိမ်းခံရတယ်ပြောခံရတယ်တွေ့လားစက်တုံဆိုလဲဒါပြော့အဲ့လိုတီးရတာတီးပြီးတော့ထည့်ရတာအဲ့ဘိုးအင်းစိန်အချင်းထောင်ကအဆောင်သူရဲ့လုတ်ွက်ပဲ